တတိပြုရှောင်ရှားခိုးခြင်း25ပါးယန္တန်ကတွေလိုက်နာဖို့ဆိုပြီးတော့သိက္ခာပုဒ်ပြည့်ညတ်တဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဒုတိယပါရာဇိကအနေနဲ့ပြည့်ညတ်ခဲ့တဲ့သိက္ခာပုဒ်ဆိုတာရှိအဲ့ဒီသိက္ခာပုဒ်ကခိုးမှုနဲ့ပတ်သက်တဲ့သိက္ခာငါးပါးသီလဆိုတာလူတိုင်းကျင့်သုံးကြရမှာဖြစ်။ဘာဖြစ်လို့လဲဆိုဝါရိတ္တသီလမလုပ်ရဘူးလို့တားမြစ်ထားတဲ့ကိုချင်းသီလမလုပ်ရဘူးလို့တားမြစ်ထားဘုရားကတားမြစ်ထားလားလို့ဆိုတဘာဝကိုတားတဘာဝကလုပ်ရင်ပြစ်ဖြစ်လို့မြတ်စွာဘုရားကထန့်ဆင့်ပြီးဒါမလုပ်နဲ့ဒါလုပ်ရင်ဒီဆိုးကျိုးတွေဖြစ်ပေါ်လိမ့်မယ်လို့ဟောပြောတာပဲရှိတယ်မြတ်စွာဘုရားကနေပြီးတော့အပြစ်ဖြစ်စေဆိုလို့အပြစ်ဖြစ်တာမဟုတ်ဘူးခဏလူတွေလုပ်တဲ့ human made law ဆိုတာကြတော့ဒီဥပဒေတစ်ခုရှိနေရင်ဒီဥပဒေရဲ့အကျိုးသက်ရောက်မှုကိုလူသားတွေဟာခံကြရမလုပ်ရဘူးဆိုတဲ့ဥပဒေတစ်ခုကိုဖောက်ဖျက်မယ်ဆိုလို့ရှိရင်ထိုဥပဒေရအရေးယူခြင်းခံရတယ်သို့သောသဘာဝတရားအနေနဲ့ကတော့အရေးယူခြင်းမှယူမှာသဘာဝတရားကတော့ဘာမှအရေးယူမှာမဟုတ်ဘူးအခုမြတ်စွာဘုရားပြည့်ညတ်ခဲ့တဲ့သိက္ခာပုဒ်ဆိုတာသဘာဝတရားအခုငါးပါးသီလဆိုတာသဘာဝတရားကိုကအရေးယူတာဘုရားကအရေးယူတာမဟုတ်ဘူးမြတ်စွာဘုရားကထပ်ဆင့်ပြီးတော့မလုပ်သင့်ဘူးရှောင်ရမယ်ဒီလိုဟောတာရှိတယ်အဲ့တော့မတူညီတဲ့သဘောတွေကိုမှတ်သားနားလည်ထားကြဖို့လိုအပ်တာပေါ့ကိုချင်းသီလဆိုတာ2မျိုးရှိတယ်ဝါရိတ္တသီလနဲ့စာရိတ္တသီလဝါရိတ္တသီလဆိုတာမလုပ်ရဘူးလို့တားမြစ်ထားတဲ့အရာစာရိတ္တသီလဆိုတာလုပ်ရမယ်လို့လမ်းညွှန်ထားတဲ့အရာအဲ့တော့အတူတူပြောရရင်မလုံးတင်တာနဲ့လုံးတင်တာဆိုတာလောကမှာသဘာဝကိုရှိမလုံးတင်တာကိုလုံးလို့ရှိရင်အပြစ်ဆိုတာဖြစ်မှာပဲလုံးတင်တာကိုမလုံးလို့ရှိရင်လည်းချွတ်ယွင်းချက်ဆိုတဲ့ဖြစ်ဖြစ်တယ်နှစ်ခုစလုံးဟာကောင်းကျိုးပေးတာမဟုတ်ဘူးမလုံးတင်တာလုံးရင်လည်းအပြစ်ပဲလုံးတင်တာမလုံးခဲနေရင်လည်းအပြစ်ပဲလို့ဆိုးကျိုးရတာချင်းတူတူပဲဒါကြောင့်ဟိုစာရိတ္တသီလနဲ့ဝါရိတ္တသီလဒီနှမျိုးခွဲခြားပြီးတော့မြတ်စွာဘုရားဟောတာလုပ်တဲ့နယ်ဆိုတာကြတော့ကောင်းကျိုးချမ်းသာတွေရစေနိုင်လို့မြတ်စွာဘုရားလုပ်တဲ့အဲ့တော့အထူးသဖြင့်မလုပ်သင့်ဘူးဆိုတာကိုပြညတ်တဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမမှာချွင်းချက်သိပ်မရှိဘူးချွင်းချက်မရှိဘူးကဲစဉ်းစားကြည့်အောင်ပါဏာတိပါဒသူများအသက်ကိုမတတ်ရဘူးပါဏာတိပါဒဝေရမဏိသူများအသက်တတ်ခြင်းမှရှောင်ရမယ်ဆိုတဲ့နေရာမှာဘုရားဟောတဲ့အတိုင်းပြည့်စုံမှတ်သားမယ်ဆိုလို့ရှိရင်သူများအသက်တတ်ခြင်းမှရှောင်တယ်ပထမအဆင့်လူတတ်တဲ့လက်နဲ့တွေပါမိမိထံမှာမထားဘူးဒုတိယအဆင့်ဒီအလုပ်ကိုဆွတ်ဆုတ်တယ်ညွှန်ရှာတယ်တတိယအဆင့်သရဝါတွေအလုံးကိုကျင်နာတယ်တနာတယ်မေတ္တာထားတယ်သရုပ်ထအဆင့်ဒီလိုရှိတယ်နော်အဲ့တော့စတုထအဆင့်ထိအောင်လိုက်နာမှဒီသိက္ခာပုဒ်မှာပြည့်ပြည့်စုံလုံးလုံးလုံးမယ်ပေါ့အဲ့ဒါလို့မဟုတ်လို့ရှိရင်သူများတဲ့တတ်ချင်းမတော့ရှောင်ပါရဲ့ကိုယ်ထိလာလို့ရှိရင်ခုခံမယ်ဆိုတဲ့စိတ်ကူးနဲ့ထားမယ်ဆိုလို့ရှိရင်အပြောကြတော့ဆိုကိုယ့်ကိုကာကွယ်တဲ့အနေနဲ့ဆိုရင်ခေါင်းစည်းလေးအောက်မှာလောက်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားပြီနော်ကိုယ့်ကိုကာကွယ်တယ်ကိုယ့်ကိုကာကွယ်ခွင့်ရှိတယ် human right ပေါ့လူတွေမှာကိုယ့်ကိုကာကွယ်ခွင့်ရှိတယ်ဆိုပြီးတော့မကောင်းမှုကောင်းမှုတို့လှုပ်ဖို့တစ်ဖက်ကခွင့်ပေးထားတယ်လို့ဖြစ်တယ်မြတ်စွာဘုရားမှာတော့ချွင်းချက်မရှိဘူးပါဏာတိပါဒဆိုသေစီလူတဲ့စိတ်နဲ့လှုပ်တာမှန်သမျှအပြစ်ပဲဒီလိုဆိုတယ်အပြစ်ပဲ
ဒီနေရာမှာပါဏာတိပါဒမှာတချို့ဘာသာတရားတွေရပါဏာတိပါဒဟာချွင်းချက်မရှိမဟုတ်ဘူးချွင်းချက်ရှိတယ်တတ်ကောင်းတယ်လို့သတ်မှတ်ထားတာတွေရှိတယ်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့သူများတဲ့တတ်ချင်းမှရှောင်ကျင်မှုဆိုတဲ့နေရာမှာနယ်ကန့်တတ်ထားတာရှိသေးတယ်ယူဇနာတရားအတွင်းကတရားဝါကိုမတတ်ရဘူးတဲ့တယူဇနာအတွင်းကတရားဝါကိုမတတ်ရဘူးဟိုးဘက်ကိုတတ်လို့ရတယ်ဆိုတော့သူကခွင့်ပြုထားတဲ့ပုံစံမျိုးဖြစ်တပိုင်းကခွင့်ပြုထားတပိုင်းကလောက်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်မြတ်စွာဘုရားမှာတော့ခွင့်ပြုချက်မရှိဘူးဒီလိုမျိုးပါပါဏာတိပါဒသိက္ခာပုဒ်နဲ့ပတ်သက်ပြီးချွင်းချက်မရှိဘူးချွင်းချက်မရှိသည့်အတွက်ကြောင့် intentionally killing စိတ်ပါလက်ပါသေးစင်လိုတဲ့စိတ်နဲ့တတ်တာမှန်တယ်မြတ်တခြားဘာရည်ရွယ်ချက်နဲ့ပဲတတ်ပြည့်စုံရမှာကိုယ်အိမ်လာတဲ့လူကိုကြွေးခြင်းလို့မွေးခြင်းလို့တတ်တာလားပြည့်စုံဒီလိုဆိုလိုတာဘယ်လိုရည်ရွယ်ချက်နဲ့တတ်တစ်ဖက်ကိုတတ်တယ်ကိုယ့်ကိုကာကွယ်လို့တတ်တယ်ဆိုရင်တတ်တာပြည့်စုံရမယ်ဒီလိုဆိုတယ်နော်အဲ့တော့ဘုရားရဲ့အဆုံးအမမှာပါဏာတိပါဒကောင်းမှုအကုသိုလ်ကဒီပြစ်မှုနဲ့ပတ်သက်လာတဲ့အခါမှာချွင်းချက်မထားဘူးမြတ်စွာဘုရားပြည့်ပြည့်စုံစုံဟောတယ်။ဘာဖြစ်လို့ချွင်းချက်မထားသလဲဆိုရင်လုပ်ရင်အပြစ်ရှိလို့ပဲမြတ်စွာဘုရားကတရားဝါဒီတဏ္ဍမှာအပြစ်မဖြစ်စေခြင်းဘူးဒါကြောင့်မို့ရှောင်မို့ပြောတယ်။တဘာဝအပြစ်ထန်တတ်မှတ်ပါပဲမိမိကိုယ်တိုင်ကဘယ်လိုဆင်ခြေတွေပေးတဘာဝဆိုတာဆင်ခြေတက်လို့မရဘူးလေဆင်ခြေတက်လို့မရဘူးမိကိုကင်ပြီးတော့မဖြစ်လို့ကင်ရပါတယ်မပူပါနဲ့လို့ပြောလို့ရလားမရပါဘူးဗျာရနိုင်ဘူးဘယ်ဟာပဲဖြစ်ဖြစ်တဘာဝတရားဆင်ခြေတက်ပြီးလုပ်လို့မရအဲ့ဒါကိုမြတ်စွာဘုရားချွင်းချက်မရှိဟောတာထို့တူပဲအရိဏဒါနဆိုတာသူများမပေးတဲ့ပစ္စည်းကိုယူတယ်ဆိုတဲ့နေရာမှာမြန်မာလူပြန်တဲ့အခါမှာခိုးတယ်ဆိုတဲ့အဓိပ္ပာယ်ပါဠိအတွက်ကြောင့်တခိုးသာလည်းအရိဏဒါနအမှုတွေပါဝင်ပတ်သက်နေတယ်လို့ဖြစ်တယ်ဓမြဆိုတာရှိတယ်အနုချမ်းစီးတာဆိုတာရှိသေးတယ်လိန်ယူတာဆိုတာရှိတယ်နော်လိန်ယူတာအနိုင်ကျင့်ယူတာမသိပနာယူလိုက်တာခိုးမှမသိခိုးလိုက်တာဒါတွေရောပြစ်မရှိဘူးလားဆိုရှိတယ်ပြစ်မရှိပြစ်ရှိဘယ်လိုနည်းနဲ့ပဲလှုပ်ပြစ်ရှိအဲ့တော့အရိဏဒါနနဲ့ပတ်သက်လာလို့ရှိရင်သူများပိုင်တဲ့ပစ္စည်းဆိုတာလဲဟောရမယ်သူများပိုင်တယ်ဆိုတာကိုလဲသူများပိုင်လို့လည်းပဲစိတ်ထဲမှာသိထားတယ်ခိုးလို့တဲ့စိတ်လည်းရှိတယ်ခိုးဖို့လည်းကြိုးစားတယ်ခိုးလဲခိုးလိုက်တယ်ဆိုရင်ပြစ်ဖို့ကျူးလွန်ပြီးသားဖြစ်တယ်လို့ဆိုတာပေါ့အဲ့ဒီခိုးမှုနဲ့ပတ်သက်ပြီးတော့အင်တမတ်တိမ်မွေ့တယ်တချို့ခိုးတာခိုးမှတော့မသိအောင်ခိုးတော့တိမ်မွေ့တယ်အဲ့ဒါကြောင့်မို့လို့ဝိနည်းကျမ်းကမှာအဓိကကတော့ယဟန်တန်ဃာတွေကိုပြညတ်တဲ့အနေနဲ့မြတ်စွာဘုရားပြညတ်တယ်သို့သောယဟန်တန်ဃာဆိုတာမြတ်စွာဘုရားရဲ့အနိကနေထိုင်တဲ့တပည့်တွေဖြစ်သည့်အတွက်ကြောင့်အဗ္ဗဓမ္မစင်ကြယ်တန်ရှင်းတဲ့အနေအထားမျိုးရှိရမှာဖြစ်တယ်လိုက်နာကျင့်သုံးကြရမှာဒါကြောင့်မို့ယဟန်တန်ဃာတွေကပိုးပြီးတော့အလေးနဲ့ထားပြီးတော့ကျင့်သုံးရမှာကျင့်သုံးဖို့ဆိုတာမြတ်စွာဘုရားခိုးခြင်း25ပါးလို့ဆိုတာဘုရားမြတ်စွာတိုက်ရိုက်ဟောတာမဟုတ်ဘူးအထက်ကရာဆရာကနေပြီးတော့ကောင်းထုတ်ချက်ချပြီးတော့ပါဠိတော်မှာပါတာတွေကိုကောက်ချက်ချပြီးတော့ခဏတက်လိုက်တဲ့အခါမှာခိုးခြင်း25မျိုးလို့ဒီလိုဖော်ပြတယ်ဒါကသုတ်တံပါဠိတော်မှာလာတဲ့အရာတွေမဟုတ်ဘူးသုတ်တံပါဠိတော်မှာလာတာတော့ချိန်စင်လဲတို့တင်းစင်လဲတို့လိန်ယူတာတို့ညာယူတာတို့အဲ့လိုဟာမျိုးတွေရှိတယ်ပေါ့ဝီနီးမှာတော့ခိုးခြင်း25ပါးဆိုပြီးတစုတစည်းတဲ့ဖော်ပြထားတာရှိတယ်အဲ့ဒါလည်းပဲမှတ်တဲ့မှတ်ထိုက်တာဖြစ်တော့ကြောင့်ခိုးတယ်ဆိုတဲ့ကမစင်ကြယ်တဲ့အနေအထားမျိုးရှိဒါကြောင့်မို့အာရိဏဒါနကို
ဝိရတောသူတော်ဘာပစ္စည်းကိုရယူခြင်းမှလို့တမန်ပေးရခိုးယူခြင်းမှမဟုတ်သူတော်ဘာပစ္စည်းကိုရယူခြင်းမှသူတော်ဘာပစ္စည်းဖြစ်နေရက်တန်းနဲ့သူများပစ္စည်းကိုယူတာသူများပစ္စည်းကိုရယူခြင်းမှရှောင်းနေဒိဏထာယီဒိဏပါတိကိဉ္ခိသူများရောအင်းဆိုပြီးတော့ခွင့်ပြုပြီးတေချာပေးတာကိုမှယူတယ်ဒိဏပါတိကိဉ္ခိပေးတဲ့ပစ္စည်းကိုသာအလိုရှိတယ်မပေးတာဆိုရင်သူများပိုင်ပစ္စည်းဆိုရင်မြတ်ဝချမ်းစိတ်ကစမယူဘူးလို့ဒီလိုဆိုအထေနေနသူစိဗုတေနအတ္တနာပစ္စည်းနဲ့ပတ်သက်လာရင်အလွန်တန်ရှင်းစင်ကြယ်သူများပစ္စည်းဆိုရင်အလွန်တန်ရှင်းမထီဘူးမတိုးဘူးအခုကမှလည်းတကယ်တော်တဲ့ပုဂ္ဂိုလ်လေးတွေတခါတလေဆုချသူများပစ္စည်းယူတာပဲမဲ့လို့မယူတာဘူးမယူဘူးပိုင်ရှင်ထံပြန်အပ်တယ်ဆိုအလွန်မွန်မြတ်တဲ့စေတနာတစ်ခုအလွန်မြင့်မြတ်တဲ့စိတ်ထားလို့ဒီလိုပြောအဲ့ဒီမှာသူတော်ဘာမေ့နေတဲ့ပစ္စည်းနော်သူတော်ဘာမေ့နေတဲ့ပစ္စည်းကိုသူများပစ္စည်းမှန်သိလျက်နဲ့ပိုင်ရှင်မှမသိတာငါယူမယ်ငါ့ကိုဘယ်လိုနည်းနဲ့မှရှာတွေ့မှာမဟုတ်ဘူးဆိုခိုးခြင်းမဲ့တာလေခိုးခြင်းမြောက်သွားတယ်အေးဒါကြောင့်မလို့ခိုးခြင်း25ပါးတတိပြုရှောင်ရှားဖို့ခိုးခြင်း25ပါးကိုဝိနည်းထေရတွေမှာရှင်းပြထားတဲ့အတိုင်းနောက်ရက်တွေမှာဆက်လက်ပြီးတော့ဟောကြားပေးတယ်။ရဟန်းတော်တွေနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လို့မြတ်စွာဘုရားဒီအဒိဏဒါနသိက္ခာပုဒ်ကိုပြညတ်ခဲ့ရတယ်လေမြတ်စွာဘုရားပထမ120ဖျားဖြစ်ပြီးတဲ့နောက်120ဆိုတာတက်တော်54နှစ်အတွင်းကရဟန္တာငါအတွင်းမှာအလွန်ပြစ်ကင်းညနေကြထိုင်ကြတာအလွန်ပြစ်ကင်းနေဘာဖြစ်လို့လဲဆိုတော့တန်ခါလည်းသိမ့်မများဘူးအများကြီးမဟုတ်ဘူးဝင်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာလည်းကိုချင်းတရားကောင်းမွန်ကြတဲ့ပုဂ္ဂိုလ်တွေမကြခင်ပဲယဟန္တာဖြစ်သွားတာလို့ဒီလိုပုဂ္ဂိုလ်မျိုးတွေများတယ်သိက္ခာပုဒ်ဥရိစီကံနေလည်းနည်းသေးတယ်ဒါကြောင့်မို့မြတ်စွာဘုရားကတခါတော့မှမိန့်ကြားတယ်တစ်ချိန်တုန်းကငါရဲ့တန်ခါပရိသတ်ဟာအလွန်ကျေနပ်စရာကောင်းခဲ့တယ်လို့ဒီချိန်ဟာဝါရော20ကျော်လာတဲ့နောက်ပိုင်းကျပြစ်မှုတွေဟာတစားတစားများလာသည့်အတွက်ကြောင့်ဘုရားရဲ့တပည့်သားတွေကတောင်ညှဉ်းညူပြီးတော့ပြောကြရတဲ့အနေအထားမျိုးတွေဖြစ်လာဘယ်လိုဖြစ်လာတော့ဆိုရှင်းတော့ကမလုပ်ရဘူးလို့ပြညတ်တဲ့ဥတွေတွေလွန်နေတယ်တဲ့ယဟန္တာဖြစ်ပြီးတရားဓုတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တွေကအလွန်များတယ်ဒီလိုပြောကြအခုနောက်ပိုင်းရောက်လာတဲ့အခါမှာတဲ့ဥရိစီကံတွေကများလာပြီးတော့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်ကနည်းသွားတယ်ဒီဟာနှစ်ခုချိန်ကြည့်ပြီးပြောကြဥပရိဘက်ကတော့တိုးတက်လာတယ်သို့သောတရားဓုတရားမြတ်ရတာတွေနည်းလာတယ်လို့ဆိုအကောင်းဘက်ကယော့သွားပြီးအဆိုးဘက်ကတက်လာတဲ့သဘောပေါ့ဗျာချိန်ခွင်နှစ်ဖက်မှာလိုပဲချိန်ခွင်နှစ်ဖက်မှာလိုနှစ်ခုဆက်ထားတဲ့တဲ့အဆိုးနဲ့အကောင်းမြတ်စွာဘုရားပွင့်ပြီးကစအနှစ်20တက်တော်54နှစ်ရွယ်ထိအောင်တန်ခါအပိုင်းဝိုင်းမှာပြောเสียဟာတစ်စုံတစ်ခုမရှိတော့အောင်ကောင်းကြတယ်သာသနာပေါင်းရောက်တဲ့ပုဂ္ဂိုလ်တွေလည်းမကြခင်တရားဓုတရားမြတ်ရကြတယ်သိက္ခာပုဒ်တွေလည်းများများဆဆပညာအချင်းမရှိဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဒီလိုသိက္ခာပုဒ်တွေများများဆဆပညာဖို့မလိုဘူးမလိုတာကိုမလုပ်ဘူးမြတ်စွာဘုရားမလိုတဲ့အလုပ်ကိုမလုပ်ဘူးချွတ်တင်ပြီးတော့ပညာထားလွန်နေတယ်မရှိဘူးမဟုတ်ဘူးရှိတော့ရှိယဟန်တန်ဃာတွေမှာပြစ်မှုပေါ်လာပြီဆိုတော့မှကျွတ်တင်ပြည့်ညတ်တာမျိုးမရှိပဲနဲ့ပြစ်မှုကိုဟန်တားတဲ့အနေနဲ့သိက္ခာပုဒ်တွေပြည့်ညတ်ဥပဒေတွေပြည့်ညတ်
တခါတော့ကရှင်သာရိပုတ္တရာမထေရမြတ်စွာဘုရားဖြစ်ပြီး12ဝမြောက်မှာရှင်သာရိပုတ္တရာက6ဘူးတယ်ဘုရားဖြစ်ပြီးတဲ့နောက်12ဝလောက်12နှစ်ကြာတဲ့အခါမှာသူစဉ်းစားတယ်ဘယ်ဘုရားသာသနာတွေဟာကြာရှည်စွာတည်ပြီးတော့ဘယ်ဘုရားရဲ့သာသနာတွေကကြာရှည်စွာမတည်တယ်လဲတည်တာဘာကြောင့်လဲမတည်တာဘာကြောင့်လဲစဉ်းစားပြီးတော့မြတ်စွာဘုရားကိုဒီမေးခွန်းမေးတဲ့အခါမြတ်စွာဘုရားဖြေတယ်ဝိပဿတိတိခိဝိတ္တဘူးဆိုတဲ့ဘုရားသုံးစုရဲ့သာသနာကြာရှည်စွာမတည်ဘူးတဲ့10လောက်ပဲ20လောက်ပဲအဲ့လိုကကုသနာကောဏကမနာကတ္တဗဘုရားသုံးစုရဲ့သာသနာကြာရှည်စွာတည်တယ်50တည်တယ်လို့ဒီလိုဆိုအဲ့ဒီမှာဘာကြောင့်ကြာရှည်စွာမတည်တယ်လဲလို့ဆိုတာကဝိပဿတိတိခိဝိတ္တဘူမြတ်စွာဘုရားလက်ထက်မှာလူတွေကတက်တန်းရှည်ကြသည့်အတွက်ကြောင့်သိက္ခာပုဒ်ပြညတ်ဖို့မလိုအပ်ဘူးမလိုအပ်သည့်အတွက်ကြောင့်မြတ်စွာဘုရားတတိပေးုံလောက်ပဲတတိပေးတယ်ဘုရားပြိဋိဘံစံသွားပြီဘုရားလက်ထက်တပိတာဝကကြီးတွေမရှိတော့တဲ့နောက်ဟာကျိုးနဲ့တီကုံးမထားတဲ့ပန်းပွင့်တွေလွင့်ကုန်တယ်လို့ပဲနောက်ဆက်မျိုးဆက်သစ်တွေဟာမကြခင်မဲ့သာသနာကွယ်သွားအောင်ဖြစ်သွားစေအကြောင်းကတော့ဥရိပညတ်ချင်းဆိုတဲ့ပန်းပွင့်တွေကိုကျိုးနဲ့တီကုံးတာနဲ့အလားတူတယ်ဥရိပညတ်ပြီးတော့စီကံတကြလှုပ်ထားခဲ့တာမရှိသည့်အတွက်ကြောင့်သာသနာတူတယ်လို့ဒီလိုဆိုတာကကုသနာကောဏကမနာကတ္တဗဘုရားသုံးစုရဲ့သာသနာကြတော့ကြာရှည်စွာတည်တယ်ဘာဖြစ်လို့တည်လဲဥရိတွေနဲ့ထိမ့်ပေးထားခဲ့တယ်ထိမ့်ပေးထားသည့်အတွက်ကြောင့်မြတ်စွာဘုရားမရှိတဲ့နောက်မြတ်စွာဘုရားလက်ထက်ပွားတပည့်ကြီးတွေမရှိတဲ့နောက်မှာလဲဒီဥရိစီကံအတိုင်းလိုက်နာပြီးတော့မျိုးဆက်တစ်တွေဟာဥရိစီကံအရာလိုက်နာဆောင်ရွက်သွားကြသည့်အတွက်ကြောင့်သာသနာရှိစွာတည်တယ်ဒီလိုမြတ်စွာဘုရားဖြေတဲ့အခါရှင်သာရိပုတ္တရာကတပည့်တော်တို့အခုလက်ရှိမြတ်စွာဘုရားရဲ့သာသနာလဲကြာရှိစွာတည်ဖို့အတွက်ဥပရိတိပြည့်ညတ်တော်မူပါသိက္ခာပုဒ်ပြည့်ညတ်တော်မူပါလို့တောင်းပန်တယ်ဆိုတော့မြတ်စွာဘုရားကသာရိပုတ္တရာအချိန်မကြာသေးဘူးတဲ့တန်ဃာတွေထဲမှာဘာပြဿနာမှမဖြစ်ဘူးတဲ့ဖြစ်လာပြီဆိုတဲ့အခါမှာအဲ့ဒီပြဿနာတွေကိုတားဆီးဖို့ဥပရိဆိုတာလောက်ရတာဒါမြတ်စွာဘုရားရဲ့ဆုံးမချက်ပဲနော်ဥပရိကြိုတင်လှုပ်ထားလို့ရှိရင်ဘာဖြစ်လဲသုံးမရတာမျိုးဖြစ်လာတတ်တယ်လေဥပရိဆိုတာတစ်ခါကြိုတင်ရေးဆွဲထားလို့ရှိရင်တကယ်လက်တွေ့အကောင်ထဲပေါ်တဲ့အခါဒုက္ခတွေရောက်လာတာမျိုးဖြစ်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကြိုတင်ရေးတာမျိုးကြိုတင်လှုပ်တာမျိုးမရှိဘူးအပြစ်ဖြစ်လာမှသံဃာတွေထဲမှာအပြစ်နာစာတွေပေါ်လာပြီဆိုတဲ့အခါမှာဒီဥပရိနဲ့ဟန်တာဖို့လုပ်မယ်တန်ဃာတွေထဲမှာလည်းအပြစ်ဆိုတာဘယ်လိုအချိန်မှပေါ်လာတော့ဆိုရင်တန်ဃာတွေအရေးအတွက်များလာပြီဆိုရင်လည်းပေါ်လာတတ်တယ်တန်ဃာတွေကိုတရားတော်မှာကြီးညိုမှုတွေများလာလို့ကြောင်းကံဆုံးကွန်းတွေပေါ်လာပြီဆိုလို့ရှိရင်လည်းပေါ်လာတယ်ဆိုလို့ရှိရင်လည်းအပြစ်တွေဝင်လာဖြစ်လာတယ်စာပေတွေသင်ကြားပြီးတော့စာတွေသိတတ်ပြီးပညာတွေတတ်လာပြန်လို့ရှိရင်လည်းတောင်တွေးမြောက်တွေတွေးပြီးတော့နော်ဘုရားတရားတော်နဲ့ဆန့်ကျင်တာမျိုးတွေထုတ်ဖော်လာတတ်တယ်ဘာဟုတ်သစ္စာမဟာဒီလိုဆိုတာတန်ဃာတွေတိတ်ပြီးတော့ဥယျာဉ်များလာပြီဆိုရင်ကြည့်ဒီလိုပြဿနာမျိုးတွေဖြစ်လာတယ်တဲ့အဲ့ဒီအခါကျတော့မှဖြစ်ပေါ်လာတဲ့အန္တရာယ်တွေကိုတားဆီးဖို့ဥပဒေဆိုတာလိုအပ်တယ်လို့မြတ်စွာဘုရားခုချိန်မှာမလိုအပ်သေးဘူးနိရဖုဒောဘိက္ခုတံမောယန္တန်ဃာထဲမှာအပြစ်ဆိုတာမပေါ်သေးဘူးဒါကြောင့်မလိုအပ်သေးဘူးပညာမဲ့အချိန်ငါဘုရားသိတယ်လို့ဒီလိုပဲမိန့်ကြားခဲ့ဘူးလေ120ရောက်လာပြီဆိုတဲ့အခါကျအပြစ်တွေကတစားပေါ်လာပြီဆိုတဲ့အခါကျတော့သိက္ခာပုဒ်ပြညတ်လိုက်အဲ့တော့ယဟန်တော်တွေမှာပရာဇိကသိက္ခာပုဒ်လို့ဆိုတာဒီပြန်တွက်ကြည့်မယ်ဆိုလို့ရှိရင်
နံပါတ်2ကအပြမစရိနံပါတ်1ကအပြမစရိယပဲနော်အပြမစရိယလူတွေတော့ကာမေတုမိစ္ဆာသာရပေါ့နော်ယန္တိကြတော့အပြမစရိနံပါတ်2ကပါဏာတိပါဒနံပါတ်2ကအရိဏဒါနနံပါတ်3ကပါဏာတိပါဒနံပါတ်4ကမုဒ္ဒဝါအဲ့တော့နံပါတ်5အရက်ကြတော့ရောဆိုအရက်ကြတော့တော့အပြစ်ထဲမှာထည့်မထားဘူးမြတ်စွာပြစ်မရှိဘူးပြောရမဟုတ်ပြစ်ရှိဒီပါရဇိက၄မျိုးကိုကြည့်လိုက်တဲ့အခါနံပါတ်1ကအပြမစရိယနံပါတ်2ကအရိဏဒါနနံပါတ်3ကပါဏာတိပါဒနံပါတ်4ကမုဒ္ဒဝါအဲ့ဒီလို၅ပါးသီလပဲတကယ်တော့သို့တော့၅ပါးသီလတဲ့ပို့ပြီးတော့စစ်မြင့်နေပေါ့လေပြောအောင်ရှောင်ကျင်ရမယ့်ကိစ္စပတ်သက်ကန့်တတ်ချက်ပုံများလားအဲ့တော့ဒီတိက္ခာပုဒ်တွေပြည့်ညတ်လာရတဲ့အချိန်ခါဆိုတာမြတ်စွာဘုရား120ကျော်လာတဲ့အခါ120ကျော်ပြီဆိုတော့ဘုရား54နှစ်ထဲရောက်ဒါတော့54နှစ်ဒီဘက်ကျမှတိက္ခာပုဒ်တွေကတိုးလာခုအာရိဏရဏနဲ့ပတ်သက်ပြီးတော့တိက္ခာပုဒ်ပြည့်ညတ်တဲ့အခါမြတ်စွာဘုရားဟာရာဇဂိုမြို့အနီးနားကခိစကုတ်ခိစကုတလို့ခေါ်တယ်တောရတောင်ကြောင်ကြီးပေါ်မှာသရင်သုံးနေတဲ့အချိန်ပြည့်ညတ်တာဖြစ်ပုံကတော့ရာဇဂိုမြို့ဆိုတာခိစကုတတို့ပန္နဝတို့ဝေပုံလာတို့ဝေဘာရတို့ဣတိဂိလိတို့တောင်၅ခုတောင်၅လုံးကာခိုရာဇဂိုလို့ဆိုတဲ့တောင်၅လုံးရှိအဲတောင်၅လုံးနားမှာဣတိဂိလိဆိုတဲ့တောင်ကရှေးယသိသူတော်စင်သို့မဟုတ်ပိစိကဗုဒ္ဓတွေတောင်နေထိုင်သွားတဲ့တောင်အင်တမဒီတောတောင်ကခြိုင်ဝမ်းနေကောင်းမွန်ရရောက်တော့မရောက်ဘူးအဲ့တောင်ခေစကုတ်တော်ဘုရားဘုရားရောက်ကြတော့သိမှာအဲ့ဒီဣတိဂိလိဆိုတဲ့တောင်ဣတိဆိုတာယသိသူတော်စင်တွေကိုဂိလိဆိုတာမျိုးသွားတယ်လို့ဆိုတဲ့အဓိပ္ပာယ်ယသိမျိုးတောင်ပေါ့ခုခေတ်ဆိုယသိမျိုးတောင်ဆိုတာတခြားမဟုတ်ဘူးပိစိကဗုဒ္ဓရှင်မြတ်တွေကောင်းကင်ကကြွလာပြီးအဲ့ဒီခြောင်နဲ့ဂျိုက်ကဘာတဲ့ဗယ်လီတဲ့ကိုဆင်းသက်သွားကြတဲ့အခါပျောက်သွားတယ်အဲ့တော့လူတွေကနေအဝေးကနေလှမ်းကြည့်ပြီးဟာတောင်ကြီးကယသိတွေသူတော်စင်တွေကိုမျိုးနေတယ်လို့ဒီလိုတင်စားပြောတဲ့နေရာကစပြီးဣတိဂိလိနဲ့ဖြစ်တယ်ထွက်ထားကြတော့မမြင်ဘူးဝင်သွားတာပဲမြင်ကြတယ်အဲ့ဒါကြောင့်မို့ဣတိဂိလိဆိုတဲ့နာမည်တွင်သွားတာတဲ့တခါတည်းကလူဆိုတာမြင်တာလေးကိုကြည့်ပြီးခေါ်လိုက်တာလေအစစ်မှန်ဟုတ်ချမှဟုတ်တော့မြင်တဲ့အချိန်လေးသတ်မှတ်တယ်ဥပမာရှင်နဲ့ညွန်နဲ့ကပေါက်တဲ့ကြာပန်းကိုမြင်တဲ့အခါကျတော့ပင်ကစားလို့ကြာပန်းကိုခေါ်လိုက်တာရှင်နဲ့ကပေါက်တဲ့အပင်ဆိုဒါဖြင့်ရှင်နဲ့ပေါက်တာကြားတယ်လားလို့ဆိုဘယ်ဟောတော့ကစွန်းတို့ပညာတို့ကျန်တဲ့ပင်တွေလည်းပဲဒီရှင်ညွန်နဲ့ပေါက်တာတွေကြီးပဲလေဒါပေမဲ့အဲ့ဒါတွေကိုပင်ကစားမခေါ်ဘူးဆွဲပြီးတော့ခေါ်လိုက်တာဒါတွေကိုရုံလီစကားလို့ခေါ်တယ်ရုံလီဆိုတာလူတွေရဲ့နှုတ်မှာတွင်သွားတာဒီစကားလုံးအခုလည်းဣတိဂိလိဆိုတဲ့နာမည်ကြီးကတွင်သွားတယ်အဲ့ဒီဣတိဂိလိတောင်နံပါတ်မှာတငယ်ချင်းယဟန်တော်တွေတူနဲ့တူတွေ့ပုံလို့ခင်မင်ကြတယ်အတူတကွဆွမ်းခံစားကြတယ်ယဟန်တော်တွေအချင်းချင်းတန်ဋိဋ္ဌတမ္ပတ္တမိတ်ဆွေယဟန်တော်ဝါရွေးရောက်လာပြီဆိုလို့ရှိရင်တရားဓမ္မအထုတ်ဖို့အတွက်စိတ်ကြိုက်နေရာမျိုးတွေကိုရွေးချယ်ကြအတန်တိတ်ဆိတ်ရမယ်မချင်နေနေရမယ်သွားလာတဲ့လူတွေရှုပ်ထွေးမှုတွေမရှိစေရဘူးဆွမ်းခံလို့ရလို့ရမယ်ဆိုတဲ့နေရာမျိုးရွေးကြအဲ့တော့ဣတိကိလိတောင်နံပါတ်မှာသူတို့ရွေးပြီးတော့မလုပ်တော့ဆိုတည့်ရမိုးကြောင်းလေးတွေဆောက်ကြနေပြည့်ုံလေးတွေပါကျောင်းမပါရင်ဝါဆိုလို့မရ
တကားရွက်တတ်ထားတဲ့ကြောင်းလေးတွေဖြစ်ရမယ်ဘာနဲ့ပဲတတ်တာလျှော်နဲ့ပဲခြိထားတယ်နော်အလုံးချုံတကားရွက်နဲ့အမိုးနဲ့တပားထိုင်ုံလေးကြောင်းလေးတွေကမ္မထာကြောင်းလေးတွေပေါ့ခုခေတ်အဲ့ဒီလိုကြောင်းလေးတွေဆောက်ပြီးတော့ဒီဝါလေးတွေကုပ္ပစ်ကလေးတွေပေါ်မှာထိုင်လေးတွေထူလို့အကာယံလေးလှုပ်လို့အမိုးလေးလှုပ်ပြီးအဲ့လိုနေကြတကယ်ချင်းရဟန်းနေဣတိဂလိတောင်နံပါးမှာအဲ့လိုနေကြပြီးတော့ဝါကျွတ်တဲ့အခါကျတော့ထုံးစံရှိတယ်ကိုနေတဲ့နေရာကိုပြစ်စလက်ခတ်ဒီတိုင်းမပြစ်ခဲ့ရရဟန်းတန်ကသေနန္တနာဝတ်ဆိုတာရှိတယ်မပြစ်ခဲ့ရဘူးဘာလို့ ရလဲဆိုဝါလေးတွေတိခက်လေးတွေအကုန်လုံးဖြုတ်ပြီးတော့အောက်ကခုံကလေးတွေပါလေးတွေခံချလေးပါလေးလွတ်အောင်နောက်ထပ်လာပြီးနေခြင်းတဲ့ပုဂ္ဂိုလ်ရှိရင်လည်းအစဉ်သင့်ကောက်ဆောက်ပြီးနေလို့ရအောင်တိမ့်ထားခဲ့ရတဲ့နော်ဒါသူတို့ခေတ်ကလိုက်နာတယ်ကျောင်းလေးကိုဖြတ်ပြီးတော့တေးသေးချာချာတိမ့်ထားလိုက်ကြတိမ့်ထားပြီးတော့ခရီးထွက်သွားကြတယ်ဝါရင်းလေးပါနဲ့ဝါဆိုပြီးတော့ခရီးထွက်ကြတယ်အဲ့ဒီထဲမှာလူဘဝတုန်းကအုတ်လုပ်ငန်းလုပ်တဲ့မိဘကမွေးတဲ့ဓနိယဆိုတဲ့ကိုတော်လည်းပါလာဓနိယကိုတော်တော့သူများတွေခရီးထွက်သွားသူလိုက်မသွားဘူးအဲ့ဒီဣတိဂိလိမှာပဲဆက်နေရတဲ့ခုနလိုတည်းရဲ့မိုးကြောင်လေးဆောက်ပြီးသူဝါရဲမှာနေဝါကျွတ်တဲ့အခါကျတော့ကျန်တဲ့ကိုတော်လေးနေသွားတဲ့တိခက်တွေတိရွက်တွေထင်းနေဝါတွေအဲ့ဒါတွေကိုတောထဲမှာလိုက်ပြီးတော့ထင်းရှာတဲ့လူတွေကအကုန်ယူသွားကြသူကလည်းသူတည့်ရမိုးကြောင်လေးဆောက်ပြီးတော့သူနေတာသူကတော့ခရီးမထွက်ဘူးဒီမှာပဲနေမြို့ဆုံးရသွားနေပြီဆိုရင်သူကြောင်လေးဖြက်ယူသွားကြတာလေလူတွေကပထမတစ်ချိန်လည်းဒီလိုဖြက်ယူသွားတယ်ဒုတိယတစ်ချိန်လည်းဖြက်ယူသွားတတိယချိန်ပြန်ဆောင်းလိုက်ဖြက်ယူသွားလိုက်မရှိရင်ဖြတ်သွားတာဆိုတော့လည်းခက်ကြီးပေါ့နော်ဆုံးခံသွားနေတော့ပြန်လာရင်အကြောင်းမှမရှိတော့ထင်းခွေတဲ့လူတွေယူသွားကြကုန်အဲ့ဒါနဲ့သူကဘာစိတ်ကူးတော့ဆိုရင်သူတို့ဖြတ်မယူရနိုင်အောင်ငါစာဦးဆောင်မှဖြစ်နေ၃ချိန်တီငါမှဖြတ်ခံနေရပြီအဆောင်လည်းမရှိဘူးဆုံးခံသွားရင်ဖြတ်စိတ်ခံနေရအဲ့တော့ငါလူဘဝတုန်းကအိုးဖုတ်တဲ့အတက်ကောင်းတတ်တယ်။အိုးလုပ်ငန်းကိုကောင်းတတ်တယ်။အဲ့ဒါလို့တက်ခဲ့သည့်အတွက်ကြောင့်မြေတရွတ်နဲ့မှန်ပြီးတော့တပ္ပမတ္တိကမရဆိုအလုံးဟာမြေနဲ့ကြီးပဲတိဆောက်ထားလို့တဲတလုံးကိုသူလုပ်မယ်။မြေသားကုတိအိန္ဒိယနိုင်ငံမှာမြေကြီးတဲ့နေတာတွေရှိတယ်။မြေနဲ့ပဲဆောက်ထားတာကောင်းတယ်။အဲပဲသူတို့ကမီးမဖုတ်ဘူးခုတဏိယယဟန်ကတော့သူစိတ်ကူးရတယ်ထင်းနေဆိုရင်လူတွေကဖြုတ်ယူသွားတယ်ငါဒီတခါတော့မဖြစ်ဘူးဆိုပြီးတော့ဆောင်းမယ်ငါလည်းဒီအတက်ကိုကြွညွန့်ကျင်လှုပ်တတ်တယ်ဆိုပြီးတော့မြေစည်းမြေညက်တွေရှာပြီးတော့ကြာနာနာနယ်ပြီးတော့နေသာလောက်အောင်နေလောက်အောင်နှိုင်ကူလေးလို့ကြောင်းကလေးတစ်ခုဖြစ်အောင်လုပ်တယ်အခုမြန်မာနိုင်ငံပြည်မှုလင်းတို့မိုးကုတ်တို့မှာရှိတဲ့နည်းနည်းတောပိုင်းကြတဲ့နေရာမှာနေရတဲ့ဂေါ်ရခါလူမျိုးတွေဆောက်ပြီးနေတဲ့အိမ်မျိုးလေးမြေနီတရွတ်နဲ့ဆောက်တယ်သူတို့ကအတွင်းထဲကဝါးလေးကပ်ပြီးတော့မြေနီတရွတ်နဲ့ဆောက်တဲ့အိမ်လေးတွေရှိတယ်နော်မြေနဲ့ဆောက်ထားတဲ့အိမ်မြင်ဘူးရင်ဘုန်းကြီးတို့ကြောင်းထားတဲ့တဆောင်ရှိအဲ့ဒါလို့ကမ္မထမ်းထိုင်ဖို့ဆိုပြီးခြံတစ်ခြံကလှုပ်ထားတာရှိတယ်ပေါ့အခုရှင်တဏိယကလည်းအဲ့ဒါမျိုးသူကမ္မထမ်းထိုင်ဖို့ဆိုပြီးသဘောမှာတော့အိုးကြီးမှောက်ထားသလိုနေမှာပါပဲအိုးကြီးလို့အမိုးရောပါရောအကုန်လုံးလှုပ်လူဝင်ပေါက်ကလေးတစ်ခုထက်ပရင်းပေါက်ကလေးထက်ပြီးတော့မြေနီတရွတ်နဲ့ကြာနာမြေစည်းတွေနဲ့အိုးကြီးမှောက်ထားတဲ့သဏ္ဍာန်မျိုးတဲတစ်ခုဆောက်ပြီးတဲ့အခါမှာနာနာမှာရှိတဲ့တိရွက်တွေတိခက်တွေတိကိုင်းတွေ
အတွင်းထဲမှာလည်းထက်အပေါ်ကလည်းအုပ်ဖုတ်တယ်လို့ဖုတ်လိုက်တဲ့အခါကျတော့ကာသူရဲ့မြေသားနဲ့တိဆောက်ထားတဲ့အဆောက်အဦလေးကရဲမဲ့ပြီးအုပ်ရောင်ပေါက်လာအုပ်ရောင်ပေါက်လာလူဝင်ပေါက်ကလေးရဲ့ပြင်းပေါက်ကလေးတွေရဲ့ပါသည့်အတွက်ကြောင့်လေပေါက်ကလေးတွေသူထည့်ထားသည့်အတွက်ကြောင့်အဲ့ဒီလေပေါက်ကလေးတွေကလေတိုးလိုက်တာနဲ့တူတိုင်းနဲ့တဝီဝီတရှိရှိလေးတွေမြည်နေတယ်လို့ဆိုတာပဲသူကြည့်လိုက်ရင်လည်းရဲပြီးတော့အဝေးကနေလှမ်းကြည့်ရဲနေအုပ်ရောင်ရဲနေတဲ့အဆောက်အဦလေးတစ်ခုသူလှုပ်ပြီးတော့အဲ့ဒါလေးနေတနေ့ကျတော့မြတ်စွာဘုရားဂိဇဂုတ်တောင်ကဆင်းဂိဇဂုတ်တောင်ကနေလှမ်းကြည့်အဲ့ဒီဣတိကိလိတောင်မြင်ရတယ်အဆင်းမှာမြတ်စွာဘုရားလှမ်းကြည့်လိုက်တဲ့အခါနောက်ကလိုက်လာတဲ့ယန္တွေကိုမေးတယ်ကြည်သာဟိုနာကရဲလေးဘာလေးလဲရဲလေးကဘာလေးလဲဆိုတော့တနည်းတိဆောက်ထားတဲ့ကမ္မထာကြောင်းလေးအကြောင်းကိုရှောက်ကြတယ်ရှောက်ကြတဲ့အခါကျတော့မြတ်စွာဘုရားဒါမတော်ဘူးမလုပ်သင့်ဘူးဘာလို့မလုပ်သင့်ဘူးလို့သတ်မှတ်တာတော့ဆိုရင်မြေတွေတူးတဲ့အခါမှာတိရစ္ဆာန်တွေဒုက္ခပေးလိုက်ပဲသိရွက်တွေသိကိုင်းတွေနဲ့ဖုတ်တဲ့အခါမှာလည်းဒုက္ခပေးတယ်ယန္တန်ကဆိုတာသိကိုင်းသိခက်လဲခေါ်ရတာမဟုတ်ဘူးလေအဲ့တော့ဒါတွေလှုပ်ခြင်းအဖြစ်တရားတွေပေါ်မှာမတနာရရောက်နောက်လူတွေလည်းအတူယူပြီးတော့ဒါမျိုးတွေလှုပ်ကုန်လိမ့်မယ်ဆိုယဟန်နေကိုပြောအဲ့ဒီဟာတော့ဖြတ်လိုက်ကြမထားနဲ့ထားရင်နောက်မျိုးဆက်တွေကအတူယူကုန်လိမ့်မယ်ဆိုပြီးမြတ်စွာဘုရားတော့ဖြတ်ခိုင်းတာယဟန်နေလည်းသွားပြီးဟိုလဲရောက်ရောခဲတွေနဲ့ထုထုတ်တွေနဲ့ရိုက်ဖြိုချပြလိုက်အဲ့ဒါလို့တုံးဖြက်စီးနေတဲ့အချိန်မှာရှင်တဏိယကခလန်းလန်းကတစ်ပင်အောက်ကကြားတော့လာတယ်ဟာကိုရောတို့ဘာဖြစ်လို့တပည့်တော်အကြောင်းဖြတ်တာလဲမြတ်စွာဘုရားကဖြတ်ခိုင်းလိုက်တာလို့ဆိုဩဘုရားဖြတ်ခိုင်းရင်လည်းဖြတ်ကြပါသူเจ้าလေးဖြိုဖြက်ပလိုက်ကြခဏလေးအတွင်းအဲ့ဒါနဲ့တင်ပြီးသွားလားနေစာအကြောင်းမရှိဘူးလေသူတော်တယ်လည်းနေကျင်တယ်နေစာအကြောင်းလည်းမရှိတော့တိကိုင်းတိခဲဝါနဲ့ဆောက်တဲ့အခါကျတော့ထင်းခွေသမားတွေကယူကုန်အသားအခုလိုအုပ်လို့ဖုတ်ပြီးတော့မြေညက်ကျောင်းဆောင်မြေညက်ကူတွေဆောက်တဲ့အခါကျတော့ဘုရားကမကြိုက်လို့ဖြတ်ခိုင်းတယ်ဆိုတော့သူခေါင်းရှုပ်တယ်ပေါ့နော်အသားဒီအမိုးကြောင့်လည်းပဲသုံးခါဖြတ်ခံရတယ်အခုမြေညက်ကူတွေကိုလည်းဖြတ်ခံလိုက်ရပြီအဲ့တော့ငါဘာလုပ်ရင်ကောင်းမလဲစဉ်းစားတစ်သားနဲ့ဆောက်တဲ့ကြောင်ကလုံးမပဲစိတ်ကူရဒါဖြင့်တစ်သားပဲရမလဲဆိုဆုံးခံသွားတဲ့အခါမှာမြို့ပြင်မှာရှင်မရင်သိမ့်စည်းထားတဲ့တစ်တွေကိုထားတဲ့တစ်ကိုယ်တော်ကြီးရှိတယ်အဲ့တစ်ကိုယ်တော်ဆောက်တဲ့ခုခေတ်လို့ဆိုရင်တစ်မန်နေဂျာကြီးပေါ့နော်တာဝန်ခံကြီးနဲ့သူကနည်းနည်းပါးပါးမျက်မှန်းတမ်းမိပြီးတော့တည်တယ်အဲ့တော့သူစီသွားပြီးတော့ငါအသားတောင်းပြီးတော့အသားချောင်းပဲဆောက်တော့မယ်အသားချောင်းဆောက်သူ့ကိုငါသွားတောင်းမယ်ဆိုပြီးတော့ဆုံးငိုင်ကြွရင်အဲ့ဒီကိုကြွသွားပြီးတော့အဲ့ဒီသစ္စာရေးတော့ဘုတစ်ကိုယ်တော်ထိမ့်သိမ်းဆောက်ရှောက်တဲ့တစ်မန်နေဂျာကြီးပေါ့သူ့ကိုမေးတယ်သူအားတဲ့တည့်ရမိုးဆောက်တော့ကလည်းပဲဒီလိုပဲထင်းခွေတွေကနေအကုန်ဖြုတ်ယူသွားကြတယ်တဲ့သုံးချိန်တိုင်ဖြုတ်ခံရတယ်ဖြက်စီးခံမြေသားကိုယ်ကြီးဆောက်တဲ့အခါကျတော့လည်းမြတ်စွာဘုရားဖြိုပြက်ခိုင်းတယ်ဆိုတော့သူ့မှာနေကြခက်ခဲတွေ့နေတယ်အဲ့တော့ဒီရတာတစ်ရမယ်ဆိုရင်သူတစ်သားချောင်းဆောက်ချင်တယ်သူ့ကိုတစ်ပေးပါလို့ဟောတောင်းတဲ့အခါကျတော့ဒါကဘယင်သိမ့်ထားတဲ့တစ်တွေတဲ့တိုင်းပြည်ကိစ္စတွေသိမ့်ထားတယ်
ဘယင်ကလူရင်တော့လေရတာပေါ့တဲ့အရှင်ဘုရားဘယင်ကလူတယ်ဆိုရင်ရှင်ဘုရားယူလို့ရပါတယ်ဆိုတော့သူကဘာပြောဟာဘယင်ကြီးကလှူတာပေါ့ဘယင်ကလှူထားတာပဲဆိုတော့အဲ့ဒီတစ်မှန်နေကြကြီးကလည်းမတန်ရိုးသားတယ်သူကဒီမြတ်စွာဘုရားရဲ့တပည့်ယဟန်တွေကကိုချင်းသီလလည်းကောင်းတယ်ဘယ်တော့မှလည်းလိမ်မပြောဘူးမှန်တာပဲပြောတယ်ဘုရင်ကြီးကမလှူပဲနဲ့သူလှူတယ်လို့တော့ပြောမှမဟုတ်ဘူးလှူလို့ကလှူတယ်လို့ပြောတယ်လို့သူစိတ်ထဲမှာယုံကြည်ရင်းရှိတဲ့အတိုင်းရှင်ဘုရားလှူတယ်ဆိုယူလေဆိုပြီးတော့ပေးလိုက်တာနော်အဲ့ဒါနဲ့သူကကျောင်းတစ်ဆောင်သာတစ်တွေဖြတ်ထုတ်ပြီးတော့သူယူသွားတယ်ရဲ့လက်သမားတွေဖြတ်ခိုင်းမှာပေါ့ဖြတ်တောက်ပြီးတော့အကုန်ယူသွားတယ်သူကျောင်းဆောင်ဖို့ရတယ်အကုန်ယူသွားပြီးတော့ကျောင်းသွားဆောင်တယ်ကွာအဲ့ဒီအချိန်မှာတိုင်းပြည်မှာရှိတဲ့လုပ်ငန်းတွေကိုလိုက်ပြီးတော့စစ်တာမဟာမတ္တလို့စာထဲမှာဒီလိုခေါ်တယ်မဟာမတ္တဆိုအမတ်ချုပ်ကြီးခုခေတ်ဆိုရင်တော့ဝန်ကြီးချုပ်မဟာတမတ္တအမတ်ချုပ်ကြီးကဘုရင်ရဲ့လုပ်ငန်းကင်တာတွေလုပ်ငန်းဌာနတွေစက်မှုစုံနေနေမှာပေါ့နော်လိုက်ပြီးတော့စစ်တာပေါ့လိုက်စစ်တာခုနကတော့တစ်မန်နေဂျာစီရောက်လာပြီးဘုရင်ထားတဲ့တစ်တွေအဲ့ဒါတွေကိုစစ်လိုက်တဲ့အခါကျတော့တစ်တွေကရော့စင်းရင်နဲ့စစ်တဲ့ကစင်းစစ် audit ဝင်တာပေါ့နော်သူတို့ခေတ်လည်းရှိတာပဲခုခေတ်လို့သူကမသိဘူးနဲ့တူတယ် audit မဝင်ခင်မီးရှို့လိုက်ပြီးတာအဲ့ဒီမှာ audit သွားဝင်တဲ့အခါကျတော့သူဘာလို့တစ်တွေရောနေပါလားဘယ်ရောက်ကုန်တော့သူ့တဲ့ယာရုနှိမ့်တဲ့လူဆိုတော့လက်လေးပိုက်ပြီးတော့နေရရှေးကကိုယ့်ရဲ့ယာရုနှိမ့်တဲ့ပုဂ္ဂိုလ်ဗနေလို့နာမည်ဗနေဆိုတဲ့စကားလုံးကိုသုံးတယ်ဟဲ့ကောင်ပေါ့ဘယ်မလဲမင်းသစ္စာရင်းတွေရောနေပါလားဘာလို့ပြစ်မေးတဲ့အခါကျတော့မချုပ်ကြီးတဲ့ဘုရင်မင်းကဓနိယဆိုတဲ့ကိုတော်ကိုလှူလိုက်တယ်လို့ပြောပါတယ်လှူလိုက်တာပါတဲ့ဆိုတော့သူကဘုရင်ကလှူတယ်ဆိုတော့ခေါင်းကုပ်ပြီးတော့ဘုရင်ကလည်းဘာဖြစ်လို့လှူရတာလို့ဒီတစ်တွေဟာတိုင်းပြည်အတွက်အရေးကြီးတဲ့တစ်တွေဘာလို့လှူရဘာလို့တော့ဆိုတိုင်းပြည်မှာမြို့ပြတွေပေါ်မှာဆောက်ထားတဲ့ပစ္စင်တို့ပြအိုးတို့စင်တင်းကုန်းမြင်းတင်းကုန်းနန်းတော်တွေဒါတွေဟောင်းနှောင်းလို့ရှိရင်ပြင်ဆင်မှုဆိုပြီးတော့သင်ထားတာတဲ့ယမယံကမီးတွေပါလေလောင်တဲ့အခါကျတော့လည်းပဲဒီတစ်တွေနဲ့အစားထိုးတည်ဆောက်မှာတဲ့ယမယံကနိုင်ငံခြားကလာပြီးတော့ပြည်ပကတိုင်းတစ်ပါးကမင်းတွေကလာပြီးကျူးကျော်တိုက်ခိုက်လာတဲ့အခါမှာလည်းပဲဒါတွေကအသုံးဝင်မဲ့ဟာတွေဖြစ်တယ်အဲ့တော့တိုင်းရေးပြည်ရေးအတွက်မှာအရေးပါတဲ့တစ်တွေအစနစ်ဖြစ်အောင်စုဆောင်းထားတာဘာဖြစ်လို့လှူရလဲဘာဖြစ်လို့လှူရလဲလို့ဆိုပြီးတော့ဘုရင်ကြီးစီမြို့ထဲပြန်သွားစစ်ဆေးမေးမြန်းပြီးမြို့ထဲပြန်သွားတယ်ပြန်သွားပြီးဘုရင်ကြီးစီနန်းတော်တောင်းလျှောက်ဝင်ပြီးတဲ့အခါမှာရှင်မင်းကြီးကဓနိယယဟန်ကိုမြို့ပြစီမံကိန်းအတွက်အစင်းနဲ့ထားတဲ့တစ်တွေကိုလှူလိုက်တယ်ဆိုတာဟုတ်ပါမလားဝိတ္တကာရဆိုတာဗေမိသရမင်းကြီးရဲ့လက်ယုံပဲလေသူကဗေမိသရမင်းကြီးရဲ့လက်ယုံဘုရင်ကိုဝင်ပြီးတော့လျှောက်တဲ့အခါဘုရင်ကပြောတယ်မင်းဘယ်သူကပြောလဲငါလှူတယ်လို့မင်းဘယ်သူပြောတာလဲတစ်မှန်နေကြဘုရင်တစ်တွေကိုထိမ့်သိမ်းဆောက်ရှုပ်တဲ့လူကပြောလိုက်ဒါဖြင့်အဲ့ဒီကောင်အမိတ်နဲ့ဆင့်ခေါ်လိုက်ဘုရင်ကတော့အာနာပေးဟိမိတ်နဲ့ဆင့်ခေါ်ခုချက်ချင်းဆင့်ခေါ်ငါလူတယ်လို့ပြောတဲ့လူဆင့်ခေါ်လိုက်သူကငကိုတဲကအဲ့ဒီကောင်ကိုကြည့်မရဘူးတဲ့လူရတယ်ဘာဖြစ်တော့ဆိုဘုရင်ကဆင့်ခေါ်လို့ပြောလိုက်တာနဲ့သူကဒီကောင်ကိုလက်ပြန်ညှိုးတုတ်ခေါ်ခဲ့ဆိုရင်ဖ
မ်းပြီးတော့ခေါ်လာဘူးလက်ပြန်ညိုတုပ်ပြီးတော့ခေါ်ခဲ့တာသူအေးရာဇဝသားတွေလွတ်လက်ပြန်ညိုတုပ်ခေါ်သွားတဲ့အချိန်မှာဓနိယဆိုတဲ့ယဟန်ကလည်းငါတစ်တေကိစ္စငါပြောထားလို့သူပေးလိုက်တယ်တနေ့တော့ပြဿနာတက်မှာပဲလို့သူကလည်းသဘောပေါက်ထားတယ်ရှင်နော်သဘောပေါက်တော့သတင်းနာဆွင့်အဲ့ဒီနေမရောက်မလဲမြို့ဆုံးခံသွားရင်ကနေပြီးတော့သူအဲ့ဒီနာရောက်တဲ့အချိန်ပဲဟိုကကျိုးနဲ့တုပ်ပြီးတော့ခေါ်သွားပြီခေါ်တဲ့အခါကျတော့ဟာတကားဘယ်လိုဖြစ်တာတော့လို့ဆိုအရှင်ဘုရားပြောတဲ့တစ်တိကိစ္စပေါ်တဲ့တပည့်တော်အသက်မခံရခင်လိုက်ခဲ့ပါတပည့်တော်အသက်ခံရလိုက်မယ်တဲ့အသက်မခံရခင်ရှင်ဘုရားလိုက်ခဲ့ပါပြောဒါနဲ့ဓနိယယဟန်ကလိုက်သွားတယ်ဖန်ခံရတဲ့တိတ်ကိုယ်တော်ဆောင်တိတ်မနေချာနောက်ကနေသူလည်းကပ်ပါသွားတယ်။ကိုရောက်တဲ့အခါကျတော့ဘုရင်ကြီးကသောတာပန်ဘုရင်လေမြတ်စွာဘုရားနဲ့ပထမဆုံးတွေ့တဲ့အချိန်မှာသူကသောတာပန်ဖြစ်သွားတယ်။မင်းသားဘုရားဘုရားတောထွက်လာတဲ့အချိန်မှာလည်းရာဇဂိုမြို့ကိုပထမဆုံးဆုံးခံဝင်ခဲ့တာကိုအဲ့ဒီဆုံးခံဝင်ခဲ့တော့ကလည်းဘုရားအလောင်းလေးကိုယဟန်တော်လေးကိုဂေါတမယဟန်တော်သူတွေ့ဘူးတယ်တွေ့ဘူးလို့လိုက်ပြီးစကားစမြည်ပြောပြီးသူနဲ့တူတူတိုင်းပြည်မှာအတူနေဖို့အတူအုပ်ချုပ်ဖို့ဖိတ်ခေါ်သေးတယ်ဘုရားလောင်းကလက်မခံဘူးအဲ့ဒါကြောင့်မလို့ဘုရားပြည့်ရင်သူ့နိုင်ငံအရင်ကြွခဲ့ပါလို့ဆိုပင့်ထားမြတ်စွာဘုရားလည်းကြွလာရောသူဟာတသိန်းတစ်သောင်းသောနောက်လိုက်နောက်ပါတွေနဲ့အတူသောတာပန်ဖြစ်သွားပြီဝေလူဝံဥယျာဉ်ကြီးကိုပထမဆုံးသာသနာလှူခဲ့တဲ့ပုဂ္ဂိုလ်ကိုအခုဒီသိက္ခာပေါ်လာတဲ့အခါကျတော့ဆင့်ခေါ်လိုက်တဲ့လူကြိုးတုပ်ပြီးတော့ဘုရင်ရှိတော်မှောက်ရောက်လာအဲ့ဒီလိုရောက်လာတာနဲ့အတူပဲဓနိဒယဟန်ကလည်းလိုက်သွားပြီးတော့ဘုရင်နန်းတော်ရောက်တော့ယဟန်ပါလာတာဆိုတော့ဘုရင်ကနေရာထိုင်ခင်းပေးပြီးတော့ဟိုလူကိုမေးတာပေါ့လေဓနိယယဟန်ဘုရင်ကြီးကလှူတယ်ဆိုလို့သူကပေးလိုက်တယ်ဆိုအဲ့ဒီမှာဘုရင်ကြီးကမေးတာနေစမ်းမအောင်နဲ့ဒီတစ်တွေကိုကိုရော့ကိုတပည့်တော်ကလှူတယ်လို့ဆိုတာဘယ်တော့ကလှူခဲ့လဲတပည့်တော်တို့ဘုရင်နေဆိုတာလောကိစ္စအလွန်များတယ်ဗျာတဲ့ပြောပြီးလဲမေးတတ်ပါတယ်ဘုရင်ကြီးကလိမ္မာတယ်ပြောတာဆိုတာနော်မေးတတ်ပါတယ်တဲ့အဲ့တော့ဘယ်တော့မှလှူတာတုံးဆိုတာတပည့်တော်တတိယအောင်ပြောပါအောင်ဘုရင်ကြီးမေးတာတော့မပြောနဲ့တော့ရှင်ပိလိန်နာဝိဆာကိုတခါတော့ကရှင်ပိလိန်နာဝိဆာကိုကြီးညိုလို့ဘုရင်ကြီးကပိလိန်နာဝိဆာနေတဲ့နေရာမှာရွာလေးတည်ပေးမယ်ဆွန့်ချက်တဲ့ပုဂ္ဂိုလ်တွေထားပေးမယ်လို့ပြောတယ်မေးရက်ပေါင်း900လောက်မေးနေတော့အဲ့တော့အင်ဂျင်900နဲ့ရွာတည်ပေးလိုက်ရမေးတာနည်းနည်းမေးတာမဟုတ်သွားတယ်အလုပ်ကိစ္စတွေများတော့သူမေးတယ်တဲ့ရှင်ဘုရားတပည့်တော်တတိဖော်ပေးစမ်းပါလို့ဆိုဒီလိုလေးတခါကြီးရှင်မင်းကြီးဗျာဒိတ်ဒီဘိတ်သိက်ခံတဲ့အချိန်တုန်းကပြောခဲ့တယ်မဟုတ်လားတဲ့သမဏဗျမဏတွေသူတော်ကောင်းတွေကိုမြက်တွေထင်းတွေရေတွေတိနကတ်ထောတကမြက်ထင်းရေတို့ကိုလှူပါတယ်အလိုရှိတယ်လို့သုံးပြကြပါဘိတ်သိက်ခံတဲ့ဘုရင်တွေဟာဒီစကားကိုပြောရတယ်သူတို့ခင်မှာဘုရင်ကနေပြီးတော့ခွင့်ပြုရတယ်သူတော်စင်သမဏဗျမဏတွေကိုမြက်ထင်းရေနဲ့ပတ်သက်ပြီးတန်တရားဖြစ်မှာဆိုတော့ဘုရင်ဆိုတာကရေမြေကိုအစိုးရတာဟုတ်ရေလဲဆိုရတယ်မြေလဲဆိုရတယ်ဆိုတော့ပစင်မပေးပဲနဲ့ရေတောက်ရင်လည်းပဲခိုးတောက်ရရောက်တော့မှာဟုတ်နော်မြက်တို့ဘာတို့လည်းပဲကြောင်းမိုးခြင်းတို့မြက်ယူရင်လည်းပဲဘယင်းပစ္စည်းဖြစ်တယ်အသားလိုခြင်းတို့ထင်းယူရင်လည်းပဲဘယင်းပစ္စည်းဖြစ်တယ်တောထဲမှာဘယင်းကတောတောင်ရေမြေကစသူ့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတော့ဘိသိက်ခံတဲ့အချိန်မှာအဲ့ဒီလိုတန်တရားပွားတတ်တဲ့သူတော်ကောင်းတွေကိုရည်ညွှန်းပြီးတော့ဘုရင်တွေကဒီစကလုံးကိုထည့်ပြီးတော့ဆိုရတာသမဏဗျမဏတွေကိုမြက်ထင်းရေ
လှူပါတယ်အလိုရှိသလိုသုံးပြုကြပါလို့ဆိုတဲ့စကားရှိတယ်လေအဲ့ဒီတော့ကလှူထားတာမဟုတ်လားလို့ပြောဆိုတော့ဘုရင်ကြီးကအဲ့ဒီတော့ကလှူတယ်ဆိုတာတဲ့တောထဲမှာဘယ်သူမှမသိတဲ့ဟာတန်တရားရှိတဲ့ပုဂ္ဂိုလ်တွေတန်တရားမရှိအောင်ထုံးစံအတိုင်းဆိုတဲ့စကားများတာဖြစ်တယ်အဲ့ဒါလေးကိုရှင်ဘုရားဆင်ကြီးလုပ်ပြီးတော့အခုကမြို့မှာအသုံးဝင်ဖို့ဘုရင်ကရွေးချယ်ပြီးတင်ထားတဲ့ဟာတွေဒါတွေပါပါတယ်ဆိုပြီးတော့ဟိုတုန်းကလှူခဲ့တဲ့ထဲမှာဒါတွေပါတယ်ဆိုပြီးတော့မပါဘဲနဲ့ပါတရားအောင်အမျက်ထောင်တယ်လို့ခေါ်တယ်ပေါ့နော်လက်တလုံးကြားလုပ်တယ်ပေါ့စကားကိုလက်တလုံးကြားလုပ်ပြီးမလှူဘဲနဲ့လှူတယ်လို့ဆိုပြီးတော့လုပ်ပြီးတော့ဘုရင်သိမ်းတဲ့တစ်တော်တွေကိုခိုးသွားတယ်ယူသွားတာအဲ့ဒီမှာဘုရင်ကြီးကရှင်းပြတယ်အဲ့ဒီတော့ကဆိုတယ်ဆိုတာတောထဲမှာမသိမ်းတဲ့မြက်ထင်းရည်ကိုပြောတာတဲ့တန်တရားရှိတဲ့ပုဂ္ဂိုလ်တွေတန်တရားကင်းဖို့အတွက်ခွင့်လွတ်တဲ့သဘောပြောတာတဲ့အခုကသိမ့်ပိုက်ထားတဲ့ဟာတွေဖြစ်တယ်အဲ့ဒါလေးကိုဆင်ခြင်ပေးပြီးတော့အရှင်ဘုရားဒီလိုလုပ်တာမကောင်းဘူးဒီလိုလုပ်တာမကောင်းဘူးရိုးသားရမယ်မယုံမသာမလုပ်ပါနဲ့ဒါမျိုးတွေအကြည့်နော်ခိုးရင်25ပါးထဲမှာဒါမျိုးတွေပါတယ်နော်မလိမ့်တစ်ပတ်လှုပ်သွားမလိမ့်တစ်ပတ်လှုပ်သွားအဲ့ဒါလို့မလိမ့်တစ်ပတ်မလုံးသင့်ဘူးကိုနှုတ်မြက်ပြီးတော့လှူတယ်ဆိုမှလှူတယ်ပြောအောင်အဲ့ဒီတော့ကဆိုတဲ့စကားလေးကိုမလိမ့်တစ်ပတ်လှုပ်ပြီးဥပဒေကိုလက်တလုံးကြာအသုံးချပြီးတော့အခုလိုလိန်ညာပြီးတော့မယူသင့်ဘူးအေးအရှင်ဘုရားသင်္ကန်းဒီဟုသောအမွေးအယောင်ကြောင့်တပည့်တော်လွတ်လိုက်ပါမယ်နော်လောမေနာတွန်မုတ်တော်လောမေနာဆိုတာသိုးတကောင်တတ်ပြီးတော့စားကြမယ်လုတ်တဲ့အချိန်လေးမှာဒီအယက်သမားတစုကသိုးတကောင်ကိုတတ်စားမယ်လို့တော့သူကအမွေးတွေတော်တော်ရှည်နေပြီအဲ့ဒီအမွေးတွေရောင်းချရင်သိုးတကောင်တတ်ထားတဲ့ပို့ပြီးတော့တန်မိုးကြီးတို့အမွေးကြောင့်သိုးကိုဝယ်ယူလိုက်တဲ့အခါမှာအမွေးကြောင့်သိုးဟာအသက်ရှင်ရတယ်လို့ပြောအဲ့ဒါလိုပဲကိုရောဟာသင်္ကန်းဝတ်ထားလို့အရှင်ဘုရားကိုခွင့်လွှတ်လိုက်တယ်အနုဘုဆိုရင်မင်းပြစ်မင်းထံပေးမှသေးကြတယ်နောင်ကိုဒါမျိုးမလုပ်ပါနဲ့လို့ဆိုပြီးတော့ဘုရင်ကြီးကမြေတွန်ပြီးတော့လွှတ်လိုက်တယ်အဲ့ဒီကိုရောနော်မြေတွန်ပြီးတော့လွှတ်လိုက်တာအမွေးကြောင့်ကိုရောလွှတ်လိုက်ပါလေနောက်ကိုဒါမျိုးမလုပ်ပါနဲ့လို့ဆိုအဲ့ဒီအချိန်မှာဒီသတင်းလေကြားရောမြို့သူမြို့သားတွေကချက်ချင်းပြန့်နှံ့သွားတာဂျာနယ်တဲ့တောင်ရေးစံမလို့ဒီသတင်းကချက်ချင်းပြန့်သွားချက်ချင်းပြန့်သွားပြီးတော့ဟာဘယင်းတောင်တက်ညာတယ်ဆိုပါလားတက်လိန်တယ်ဆိုပါလားရသော်ဘုရားရဲ့တပည့်တော်ကယဟန်တွေကတော်တော်ဆိုးတာပဲလိန်ညာတွေပဲဆိုပြီးတော့ချက်ချင်းကြီးလူဆိုတာကဲ့ရဲ့စရာရှိရင်လည်းချက်ချင်းကဲ့ရဲ့တတ်တာဟိုသဘောချီးမွမ်းစရာရှိရင်သာနှိမ့်နေတတ်တာလောကမှာလူတွေရဲ့သဘာဝကကြည့်စာပေကျမ်းမှာဆိုထားတာလေးနှစ်ခုကိုမှတ်ထားပါခုဏနာမတဏိကံအာခေသန္တိခုံတရင်ဆိုတာတဖြည်းဖြည်းမှတက်လာတာခုချက်ချင်းခုံတရင်မကြည့်ဘူးနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေကြော်ကြားတဲ့ပုဂ္ဂိုလ်တွေနေချင်းညချင်းထကြော်တာမဟုတ်ဘူးခုံတရင်ဆိုတာတဖြည်းဖြည်းမှလာတာတဲ့ဒေါသောခဏိနေဝပတ္ထရတိအပြစ်တို့မကောင်းတဲ့ရင်တို့ဆိုတာကြတော့ချက်ချင်းပြတ်သွားချက်ချင်းပြတ်သွားကောင်းတဲ့တဲ့ရင်သိပြီးတော့မပြတ်ဘူးမကောင်းတဲ့တဲ့ရင်ကြချက်ချင်းပြတ်နေဒေါသောခဏိနေဝပတ္ထရတိအင်္ဂလိပ်လိုလည်းဒီစကားလုံးလေးရရှိတယ်ဒါကိုဘာသာပြန်တာမဟုတ်ဘူးအင်္ဂလိပ်အဆိုထဲမှာ bad news travel fast ဆိုတဲ့စကားလုံးရှိတယ် bad news ဆိုတာသတင်းဆိုးသည် travel fast လင်းလင်းမြန်မြန်ပြန့်သွားတယ်ဒီလိုပြောသတင်းဆိုးဟာချက်ချင်းကြီးပြန့်နှံ့သွားနိုင်တယ်ဒီလိုတဲ့ဟိုနာဒီလိုတဲ့နဲ့တရက်ကွက်လုံးတစ်မျိုးလုံးအုံကြက်သတင်းဆိုးတွေဟာချက်ချင်းပြန့်သွားအဲ့ဒီချက်ချင်းပြန့်သွားတာ
ယဟန်တန်ဃာတွေဆုံးခံရင်ကြားတာပေါ့တဏှာဆိုတဲ့ကိုတော့ဒီလိုလိန်လည်ပြီးတော့ဘယင်သိမ့်ထားတဲ့တစ်တွေကိုမလူရဲနဲ့လူရဲဆိုလိန်ယူသွားတယ်ဆိုပါလားအေးမသိမ့်တော်လိုက်တာမကောင်းလိုက်တာနဲ့ဆိုပြီးတော့ညီးတွားပြီးပြောကြဘုရားစီတရင်ရောက်ဘုရားခေါ်ပြီးတော့စစ်မေးတယ်ဒီလိုလုပ်တယ်ဆိုတာဟုတ်သလားဟုတ်ပါအေးအတော်မလျော်တဲ့ကိစ္စပဲဒါမျိုးကမလုပ်သင့်ဘူးမြတ်စွာဘုရားကသူ့ကိုဆိုဆုံးမပြီးတော့အေးသိက္ခာပုဒ်ဥပဒေပြည့်ညတ်မှဖြစ်မယ်ဥပဒေပြည့်ညတ်မှဖြစ်မယ်မပေးတဲ့ပစ္စည်းကိုအခုလိုလိန်ယူတာတို့ညာယူတာတို့လက်စားယူတာမျိုးတွေဟာဒါအာရိဏဒါနတွေပဲခိုးခြင်းတွေပဲအဲ့ဒါမျိုးမဖြစ်ရအောင်မြတ်စွာဘုရားဥပဒေပြည့်ညတ်မယ်အဲ့ဒီလိုဥပဒေပြည့်ညတ်မယ်လို့ယဟန်တန်ဃာတွေကိုအမိန့်ရှိပြီးတဲ့အခါအဲ့ဒီယဟန်တန်ဃာပရိသတ်ထဲမှာဗေမိတာရမင်းကြီးရဲ့တရားသူကြီးဟောင်းဥပဒေပြုမတ်ပေါ့နော်တရားသူကြီးဟောင်းတယောက်ကသင်္ကန်းဝတ်ဒုံလဘယဟန်ဝတ်ဒုံလဘတော့ဟောပေါင်းအပိဝတ်တန်တယ်အဲ့ဒီခေတ်ခုကတော့ဝက်လိုက်ထွက်လိုက်ပါနော်ဝင်လိုက်ထွက်လိုက်ကိုဆရာတော်ကြီးတစ်ပါးပြောတာဓာသွေးကြောင့်ခေါင်းကရဏရိပ်ပြီးရတော့ဓာသွေးကြောင့်ဖြစ်နေပြီဆိုအဲ့တော့တရားသူကြီးကသံဃာတွေထဲမှာသင်္ကန်းဝတ်နေတော့မြတ်စွာဘုရားသူ့မေးတယ်ဗေမိတာရမင်းကြီးကခိုးမှုနဲ့ပတ်သက်ပြီးဘယ်လောက်နဲ့သတ်မှတ်တယ်လဲခိုးမှုဖြစ်တယ်ဆိုတော့ခိုးမှုမြောက်တယ်ဆိုတော့ဘယ်လောက်ခိုးမှလဲလို့ဆိုသူကပါဒဓမ္မခိုးလို့ရှိရင်ခိုးမှုမြောက်ပါလေဓမ္မဆိုဒီမှာတရားရဲ့၄ပုံတူခေါ်တယ်ဘယ်ငွေကြေးမဏီယူနစ်ပဲဖြစ်ဖြစ်၄ပုံတူပုံခေါ်တယ်လို့အဲဒီတော့ကတော့၅ဘဲကိုပင်စမတက၅ဘဲကိုဓမ္မလို့ခေါ်ဗေမိတာရမင်းကြီးရဲ့နိုင်ငံမှာဥပဒေကဓမ္မအောင်ခိုးရင်တော့ခိုးမှုမမြောက်ဘူးနည်းနေတယ်ဓမ္မထက်ဆိုရင်ခိုးမှုမြောက်တယ်ဖမ်းဆီးမယ်အေးအေးယူမယ်နှောင်ဖွဲ့မယ်ပြစ်ဒဏ်ခတ်မယ်အဲ့ဒါလို့အေးအေးယူခံရတယ်ဒါကငွေကြေးနဲ့ပတ်သက်ရင်ဓမ္မပစ္စည်းနဲ့ပတ်သက်ရင်ဓမ္မတံဓမ္မရဲ့အထက်အဲ့ဒါဆိုရင်စောရခိုးသူလို့သတ်မှတ်တယ်သူများပစ္စည်းကိုမလျားယူအဲ့ဒါကိုကြည့်ပြီးတော့မြတ်စွာဘုရားကလည်းပဲလောကဥပဒေနဲ့ညှိပြီးတော့သတ်မှတ်လိုက်တာဘာဖြစ်လို့သတ်မှတ်တာလဲဥပဒေတစ်ခုလုပ်တဲ့အခါမှာသူများပြောเสียမရှိအောင်ဥပဒေဆိုတာလိုအပ်လို့လုပ်တာအမှန်တရားတော့မဟုတ်ဘူးလို့ဆိုတာသတိထားဖို့လိုအမှန်တရားဆိုတာသစ္စာ၄ပါးဟောတာအမှန်တရားမဂ္ဂင်၈ပါးဟောတာအမှန်တရားပရိစ္ဆေသမုပ္ပါဟောတာဒါတွေကအမှန်တရားပြင်လို့ရတယ်ဗျာမဟုတ်ဘူးဥပဒေဆိုတာအမှန်တရားလို့ခေါ်လို့မရဘူးပြင်သင့်ရင်ပြင်ရတယ် society ဆိုတဲ့ခေတ်အခြေအနေရဥပဒေဆိုတာသတ်မှတ်တာအဲဒီမှာမြတ်စွာဘုရားကလောကဥပဒေမှာတောင်ဓမ္မခိုးလို့စောရတခိုးလို့ခိုးမှုမြောက်တယ်လို့ပြညတ်ခဲ့လို့ရှိရင်ငါလည်းပဲအဲ့ဒီဥပဒေအတိုင်းပဲဓမ္မခိုးရင်ခိုးမှုမြောက်တယ်အတုံးမို့ဆိုရင်တဏှာကြီးဖြစ်နေမှာလေတဏှာကြီးဖြစ်နေလောကအရာကိုကတစ်ချက်နဲ့ပြညတ်ထားမယ်ဆိုဓမ္မခိုးရင်ဟိုဘယင်ကအရေးယူလို့ရတယ်ကိုကအရေးယူလို့မရသေးဘူးဖြစ်မှာပေါ့ဒါကြောင့်မို့လို့အဲ့ဒီနိုင်ငံမှာလိုက်နာတဲ့ဥပဒေတိုင်းမြတ်စွာဘုရားပြညတ်လိုက်တယ်ဘုရားပြညတ်တဲ့သိက္ခာပုဒ်လေးဟာအင်တန်မှပြည့်ပြည့်စုံတယ်ပေါ့ဘယ်လိုကနေယောပနဘိက္ခုဆိုတဲ့စကားကအကျင့်ယဟန်သည်ဘယ်ယဟန်ပဲဖြစ်ဖြစ်ဘယ်ကိုယ်တော်ပဲဖြစ်ဖြစ်ထေယသင်္ခါတံအဒိဏအာရိယမယောသားတဲ့စိတ်နဲ့သူများမပေးတဲ့ပစ္စည်းတွေယူမယ်အဲ့ဒီလိုယူလို့ရှိရင်ရာဇာနောသောရံခေတဝခိုးတဲ့လူကိုဘုရင်တွေကဖမ်းနေတဲ့ဖမ်းပြီးလို့ရှိရင်ခဏေယုံဝဗန္နေယုံဝပပစေယုံဝသောရောတိဘာလောတိမုံလောတိထိန်နောတိဒီမေဟာတခိုးပဲနော်လူလိမ်မယ်လူခောက်ဖဲနဲ့ဖမ်းဆီးပြီးတော့ရိုက်နေခံရမယ်အချုပ်နှောင်ခံရမယ်တပ်ဖြတ်ခံရမယ်အဲ့ဒီလောက်အတိုင်းတာနဲ့တမတ်လောက်ခိုးလိုက်လို့ရှိရင်ဘုရင်တွေရဲ့ဖမ်းဆီးချုပ်နှောင်မှုရာဇဝမှုမြောက်ပြီးတော့ဖမ်းဆီးချုပ်နှောင်မှုခံရတယ်တဲ့အဲ့ဒီလောက်
အတိုင်းတာခိုးပြီဆိုလို့ရှိရင်ဒီကိုရောဟာပါရာဇီကောဟောတိအတ္တဝါတော်ဒီယဟန်ဘဝဆုံးရှုံးပါစေဆုံးရှုံးပါစေဆိုတာသူ့ရဲ့ယဟန်ဖြစ်ခွင့်ပြုထားတာတွေအကုန်လုံးလက်လွတ်ဆုံးရှုံးပါလက်လွတ်ဆုံးရှုံးသွားပြီသိက္ခာပုဒ်တွေပေးထားတာတွေသိက္ခာပုဒ်တွေတင်ပေးထားတာယဟန်ဖြစ်သတ်မှတ်ထားတဲ့အခွင့်အရေးတွေ right တွေအကုန်လုံးဖြုတ်ပလိုက်တယ်ဒါလို့ဆိုလိုတာပေါ့နော်ယဟန်ဆိုတဲ့အခွင့်အရေးတစ်ခုကိုအကုန်လုံးရုပ်သိမ်းပလိုက်ဒါကိုပါရာဇိကလို့ခေါ်ဆုံးရှုံးသွားပြီအတ္တဝါဒဒီကိုယ်တော်နဲ့ဘယ်တော့မှမပေါင်းနဲ့တန်ခါပိဋကထဲမှာသူပါဝင်ခွင့်မရှိတော့ဘူးအခွင့်အရေးတွေအားလုံးရုပ်သိမ်းလိုက်တယ်ဒီလိုဆိုတာပေါ့နော်အဲ့ဒီနောက်မှာဘာထပ်ဖြစ်လာတော့လို့ဆိုတဲ့အခါမှာသဗ္ဗဂိယဟန်နေဆိုတာနည်းနည်းခတ်ဆိုးဆိုးတွေပေါ့အဲ့ဒီသူတို့ကဘာလုပ်ကြတော့ဆိုသင်္ကန်းလိုချင်တော့အေးခွာတယ်လို့ခေါ်တော့ပေါ့ရှေးတော့ကလောင်ဒရီသမားတွေပေါ့နော်ခုခေတ်အဝတ်တွေလျှော်ဖွတ်တဲ့နေရာနည်းနည်းကွင်းကျဲတဲ့နေရာမှာသွားပြီးတော့အဝတ်တွေလျှော်ကြဖွတ်ကြလှမ်းကြတဲ့ထဲအဲ့ဒီထဲကသဗ္ဗဂိယဟန်တွေအဝတ်တစ်ထုပ်ကိုလူမမြင်ခင်မလာတာဘေထုပ်တစ်ထုပ်မခုခေတ်ဆိုရင်ဘေထုပ်နော်မလာအိန္ဒိယကအထုပ်တွေကတော့ပိတ်စာပဲလုပ်ထားတာဆိုခုခေတ်လိုအင်ကြီးတို့ဘာလို့ကြတော့လဲဘို့လို့ဖြစ်မှာမဟုတ်တာဟုတ်အဲ့တော့ခြေတော့ကတော့အပေါ်တစ်ထည်ပတ်အောက်ကတစ်ထည်ဝုတ်ကိုအဲ့တော့အတော်ပဲဆိုးလိုက်ရင်သင်္ကန်းဝုတ်လို့သင်္ကန်းလုပ်ဖို့လွယ်တယ်လေအဲ့ဒါသွားခိုးလာတဲ့အခါကျတော့ကိုတော်တွေကပြောကြတယ်ဟာကိုတော်ဘုံကြည့်လိုက်လားပိတ်ဒီဘယ်ရလားဘယ်ရလားဘယ်ဘုံကြည့်ရမှာတော့လဲခွာတယ်တွေစီကလစ်လာအဲ့လိုပြောတော့ဟာကိုတော်တို့မလောက်ကောင်းဘူးမြတ်စွာဘုရားခုနကမခိုးရဘူးလို့သိက္ခာပုဒ်ပြညတ်ထားတယ်မဟုတ်လားဟုတ်တယ်လေတဲ့အဲ့ဒါရွာတွေကပစ္စည်းမခိုးရဘူးပြောတာအခုကတောတွေကပစ္စည်းဆိုပြီးတော့သူတို့ကပြန်ပြောသေးတယ်အဲ့ဒီကျတော့မြတ်စွာဘုရားသိက္ခာပုဒ်ကိုထပ်တိုးလိုက်တဲ့စကားကိုတောတွေကပစ္စည်းဖြစ်ဖြစ်ရွာတွေကပစ္စည်းဖြစ်ဖြစ်ဆိုတဲ့စကားလုံးနှလုံးကိုထပ်တိုးနော်တောတွေကဟာပဲဖြစ်ဖြစ်ရွာတွေကဟာပဲဖြစ်ဖြစ်ခိုးရင်ပါရာဇိကဆိုပြီးတော့သိက္ခာပုဒ်ဒီလိုပြည့်ညတ်ယူရအဲ့ဒီသိက္ခာပုဒ်ပြည့်ညတ်လိုက်တဲ့နောက်ပိုင်းမှာလည်းပြစ်မှုတွေကျွလွန်တဲ့ပုဂ္ဂိုလ်တွေကပေါ်ပြီးတော့လာတယ်ဒါကြောင့်မို့လို့သိက္ခာပုဒ်တွေသာများလာတယ်တရားဓုရတဲ့ပုဂ္ဂိုလ်နည်းနေသွားတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီအရိဏဒါနသိက္ခာပုဒ်ဆိုတာအဲ့ဒီအချိန်ကနေစပြီးပြည့်ညတ်လိုက်တယ်ပြည့်ညတ်လိုက်တဲ့အချိန်မှာဒီသိက္ခာပုဒ်နဲ့ပတ်သက်ပြီးတော့ခိုးမှုမြောက်တဲ့အရာ25မျိုးနော်အဲ့ဒီ25မျိုးကိုတက္ကရာကခိုးတဲ့ခိုးပုံခိုးနည်းဒီဟာနီးနဲ့ယူရဲဆိုရင်ခိုးမှုမြောက်တယ်အရိဏရဏမြောက်တယ်ခိုးခြင်း25ပါးဆိုတာကိုရှင်းလင်းဖော်ပြခဲ့တာဖြစ်ပါတယ်ဒါတွေကယဟန်တန်ဃာတွေမှာတော့သိကြတယ်လူ့ကြောင့်နေသိမှာမဟုတ်ဘူးဝိနည်းသိက္ခာပုဒ်တွေထဲမှာအတိအကျပါတယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿတို့အရိဏရဏဆိုတဲ့သိက္ခာပုဒ်ဟာလူရောယဟန်ရောထိမ့်သိမ်းဆောက်ရှောက်ကြရမှာဖြစ်တယ်ရိုးသားခြင်းဖြောင့်မတ်ခြင်းတည်ကြည်ခြင်းဖြင့်သူများပစ္စည်းပေါ်မှာမတော်လောဘတက်ခြင်းမျိုးကိုရှောင်ကျဉ်ပြီးတော့စင်ကြယ်တန်ရှင်းတဲ့ဘဝမှာနေထိုင်ကြမှသာလျှင်မိမိတို့ရဲ့သူတော်ကောင်းအဖြစ်ဆိုတာထင်ရှားမှဖြစ်လို့စင်ကြယ်တန်ရှင်းတဲ့စိတ်ဓာတ်နဲ့မိမိတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းရေးကိစ္စများမှာခိုးခြင်း25ပါးကလွတ်အောင်ရှောင်ရှားပြီးတော့ကိုခြင်းတရားကောင်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသောငါဖြံငြိမ်းချမ်းကြပါစေသက်စေချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်စေချမ်းသာစိတ်ချမ်းသာဒ
လိုရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်သာစင်တော်ရအိမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြေဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်တင်ပြန့်ပိဋိတိဟုသောယနန်းတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း